အားလုံးပဲမင်္ဂလာပါ Manchester Express Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဇူလိုင်လ19ရက်နေ့အတွက် United ရဲ့နောက်ဆုံးရညနေခင်းသတင်းတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ United ရဲ့လူငယ်ကွင်းလက်ကစားသမားမိန်းဦးအနေနဲ့ကမ္ဘာ့ဖလားတတိယနေရာလူဝဲကိုကြောထန်ရကြောင်းလွှဲချိုခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အင်္ဂလန်လေဆင်တဲ့နီးပြသောမတ်တူချယ်ပြောကြားချက်အရဆိုရင်တော့ United ရဲ့လူငယ်ကွင်းလက်ကစားသမားကိုကြီးမိန်းဦးအနေနဲ့ပြင်သစ်အသင်းကို6-4 နဲ့အနိုင်ရရှိခဲ့တဲ့ကမ္ဘာ့ဖလားတတိယနေရာလူဝဲကိုတော့ကြောထန်ရကြောင်းလွှဲချိုခဲ့တာဖြစ်တယ်လို့သိရတာဖြစ်ပါတယ်မဲဦးအနေနဲ့ဒီကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်လုံးမှာ10မိနစ်တောင်ပါဝင်ကစားခွင့်မရရှိခဲ့ပေမဲ့ပြင်သစ်အသင်းနဲ့နောက်ဆုံးတတိယနေရာလူပွဲစဉ်မှာတော့ပါဝင်ကစားခွင့်ရဖို့မျှော်လင့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းပွဲမစခင်ထုတ်ပြန်ခဲ့တဲ့လူစင်းမှာတော့မပါဝင်ခဲ့ပဲနဲ့အင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကကြောဒန်ရရှိထားတာကြောင့်မပါဝင်နိုင်ခဲ့ကြောင်းကိုကြေညာခဲ့ရလည်းဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့အင်္ဂလန်အသင်းရဲ့နီးပြသောမတ်တူချယ်အနေနဲ့လည်းအတည်ပြုပြောကြားခဲ့ပြီးတော့ကိုရီမဲဦးအနေနဲ့အင်္ဂလန်အသင်းအတွက်နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာဂျော်ဒန်ရနာကျင်မှုရရှိခဲ့ပြီးတော့ပွဲစဉ်ကိုပေါင်ကစားခွင့်ရရှိဖို့အတွက်ကြံ့ခိုင်မှုမပြေဝခဲ့ရလည်းဖြစ်ပါတယ်။မဲဦးအနေနဲ့ပြီးခဲ့တဲ့ရာသီ United မှာဆိုရင်လည်းရူဘင်အမိုရီရဲ့လက်အောက်မှာပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့ပေမဲ့လည်းရာသီဝက်နောက်ပိုင်းမှာဆိုရင်တော့ Michael Carrick လက်ထက်မှာခြေစမ်းကောင်းတွေပြသနိုင်ခဲ့ပြီးတော့ဒီစွမ်းဆောင်ရည်ကြောင့်ပဲအင်္ဂလန်လေဆင်တင်ရဲ့ကမ္ဘာ့ဖလားလူစီယံမှာပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ပြိုင်ပွဲတစ်လျှောက်လုံးမှာတူချဲအနေနဲ့မိန်းဦးကို10မိနစ်တောင်အသုံးမပြုခဲ့တဲ့အတွက်ကြောင့်ပရိသတ်တွေရောဘောလုံးကျွမ်းကျင်သူတွေရောပါဝေဖန်မှုတွေပြုလုပ်ခဲ့ကြရလည်းဖြစ်ပါတယ်။အထူးသဖြင့် Declan Rice အနေနဲ့ကွာတာဖိုင်နယ်ပွဲစဉ်မှာတိုင်ခင်မှာနေမကောင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်လွဲချော်ဝေရှိခဲ့ပေမဲ့လည်းဒီနေရာမှာမိန်းဦးကိုအခွင့်အရေးမပေးခဲ့တဲ့အတွက်ကြောင့်လည်းဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကို2-1နဲ့ရှုံးနိမ့်ခဲ့ရတဲ့ Semi Final ပွဲစဉ်ပြီးတဲ့နောက်မှာတော့တူချဲရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာဝေဖန်တဲ့နေရာပုံမှုပြင်းထန်လာခဲ့ရလည်းဖြစ်ပါတယ်။ United ရဲ့ကနွန်ကစားသမားဟောင်းတွေဖြစ်တဲ့ Gary Neville နဲ့ Kivettတို့အနေနဲ့လည်းကမ္ဘာ့ဖလားပြိုင်ပွဲမှာမိန်းဦးအတွက်အခွင့်အရေးမပေးခဲ့တဲ့အပေါ်မှာတော်တော်လေးဝေဖန်မှုတွေပြုလုပ်ခဲ့ကြရလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်တော့မိန်းဦးရဲ့ကြောထန်ရအခြေအနေကမပြင်းထန်ဘူးလို့ယူဆရပေမဲ့လည်းအသေးစိတ်စစ်ဆေးမှုရလဒ်တွေကိုတော့ဆက်လက်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ United ပြည်သက်တွေအနေနဲ့ကတော့ဒီကစားသမားရဲ့တန်ရာမပြင်းထန်မနဲ့ရာသီတစ်မစတင်ခင်မှာပဲအမြန်ဆုံးကြံ့ခိုင်လာဖို့မျှော်လင့်နေကြရလည်းဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ United အနေနဲ့ဒီနယူးယာတီပြောင်းရွှေ့ဈေးကွက်အတွင်းမှာအာမက်ဒီယာလိုရောင်းချဖို့လုံးဝအစီအစဉ်မရှိဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Fabrizio Romano ရဲ့အဆိုအရဆိုရင်တော့ United အနေနဲ့ဒီနယူးယာတီပြောင်းရွှေ့ဈေးကွက်အတွင်းမှာဆိုရင်အသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့အာမက်ဒီယာလိုကိုခေါ်ယူဖို့အတွက်အသင်းတွေများပြားရှိနေရဆိုပေမဲ့လည်းရောင်းချဖို့လုံးဝအစီအစဉ်မရှိဘူးလို့အတည်ပြုဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။မကြသေးခင်ရက်ပိုင်းအတွင်းမှာဆိုရင်အာမက်ကိုခေါ်ယူဖို့အတွက် Newcastle United, Brighton, AC Milan အသင်းတို့ကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကလည်းစတိုက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် AC Milan အသင်းရဲ့နီးပြအမိုရီအနေနဲ့ United မှာလက်တွဲခဲ့ဦးတဲ့အာမက်နဲ့ပြန်လည်ပူးပေါင်းခြင်းနေရလို့လည်းသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Fabrizio Romano ရဲ့ပြောကြားချက်အရဆိုရင်တော့ United ရဲ့သဘောထားအလွန်ရှင်းလင်းနေတယ်။အာမက်အနေနဲ့အသင်းရဲ့အရှိရှိစီမံကိန်းမှာပါဝင်နေပြီးတော့ဒီနေရာဒီမှာလည်းရောင်းချဖို့လုံးဝမစီစဉ်ထားလို့သိရတာလည်းဖြစ်ပါတယ်။အာမက်ဒီယာလိုနေနဲ့လက်ရှိချိန်မှာဆိုရင် Premier League အကောင်းဆုံးတောင်ပန်ကစားသမားတွေရဲ့တယောက်ဖြစ်သတ်မှတ်ခံထားရပြီးတော့ United နဲ့2030အထိစာချုပ်သက်တမ်းရှိနေရလည်းဖြစ်ပါတယ်။ဒါအပြင်အသင်းဘက်မှာနောက်ထပ်သက်တမ်းတစ်နှစ်တိုးနိုင်မဲ့အခွင့်အရေးလည်းရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာအသက်24နှစ်အရွယ် Ivory Coast လက်ရွေးစင်ကစားသမားအာမက်အနေနဲ့ပြိုင်ပွဲစုံ33ပွဲပေါင်ကစားခဲ့ပြီးတော့တွင်ကို2ခုနဲ့ဂိုးဖန်တီးမှု4ချိန်ပြုလုပ်နိုင်ခဲ့ရဖြစ်ပါတယ်။ဒဏ်ရာပြဿနာတချို့ကြုံတွေ့ခဲ့ရပေမဲ့လည်းလိုအပ်လာတဲ့အချိန်တိုင်းမှာအသင်းရဲ့တိုက်စစ်ကိုအချိန်မြင့်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်းလည်းတည်ပြနိုင်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်လည်း United အနေနဲ့လူငယ်တောင်ပန်ကစားသမားတွေကိုဆက်လက်ရှာဖွေနေပြီးတော့စပါတင်ရဲ့အသက်18နှစ်အရွယ်လူငယ်ကျယ်ပွင့်တိုင်နန်သွမ်ဆန်ကိုခေါ်ယူနိုင်မှုဆွေးနွေးမှုတွေစတင်နေရဆိုတဲ့သတင်းတွေထွက်ပေါ်နေရလည်းဖြစ်ပါတယ်။ဒါပေမဲ့သွမ်ဆန်ကိုခေါ်ယူဖို့ကြိုးစားနေတာအာမက်ဒီယာလိုရောင်းချဖို့တော့မဟုတ်ဘဲနဲ့အနာဂတ်အတွက်လူငယ်အင်အားကိုထပ်မံဖြည့်တင်းခြင်းနဲ့အစီအစဉ်တစ်ခုသာဖြစ်တယ်လို့လည်းသိရတာဖြစ်ပါတယ်။လက်ရှိချိန်ကြီးကတော့အာမက်ဒီယာလိုအနေနဲ့ United ရဲ့မရောင်းချနိုင်တဲ့စီးရင်ထဲမှာပါဝင်နေပြီးတော့ခါရီရဲ့လာမယ့်ရာသီစီမံကိန်းမှာလည်းအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတို့ကတော့ United ရဲ့လူငယ်ကိုယ်သမားတစ်ယောက်ဖြစ်တဲ့ Radev Vida အနေနဲ့ဒီနေရာဒီပြောင်းရွှေ့ဈေးကွက်အတွင်းမှာပဲ United ကနေစွန့်ခွာဖို့ရှိနေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အသက်22နှစ်အရွယ်ချက်နိုင်ငံသားကိုယ်သမားအနေနဲ့ပွဲထုတ်ခွင့်တနေရာရရှိဖို့အတွက်အဓိကဦးစားပေးလိုအပ်နေပြီးတော့ United ကနေအငှားနဲ့ထွက်ခွာတာပဲဖြစ်ဖြစ်အပိသက်ပြောင်းရွှေ့တာပဲဖြစ်ဖြစ်နှစ်မျိုးလုံးအတွက်အဆင်သင့်ရှိနေလို့လည်းသိရတာဖြစ်ပါတယ်။ Vida အနေနဲ့ပြီးခဲ့တဲ့ Wrexham တင်တဲ့ရာသီတူခြေစမ်းပွဲမှာဆိုရင်ဒုတိယပိုင်း45မိနစ်ပါဝင်ကစားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပွဲပြီးအင်တာဗျူးမှာဆိုရင်တော့လာမယ့်ရာသီUnited ရဲ့ဒုတိယကိုယ်သမားအဖြစ်နေခြင်းနဲ့ဆန္ဒမရှိဘူးလို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ရတယ်ဖြစ်ပါတယ်။လက်ရှိချိန်မှာ Sonny Lammers ကို United ရဲ့နံပါတ်1ကိုယ်သမားဖြစ်သတ်မှတ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် Vida အနေနဲ့ပွဲထုတ်ခွင့်ရရှိဖို့ကအခွင့်အရေးလွန်နေပါလေဖြစ်ပါတယ်။ဒါကြောင့်သူအနေနဲ့တခြားအသင်းတစ်သင်းကိုပြောင်းရွှေ့ပြီးတော့ပုံမှန်ပွဲထုတ်ကစားခွင့်ရရှိခြင်းနဲ့လို့အလေးနဲ့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာဆိုရင် Vida အနေနဲ့အငှားနဲ့အသင်းမျိုးမျိုးမှာတွားရောက်ကစားခဲ့ပြီးတော့ပြီးခဲ့တဲ့ရာသီ Bristol City အသင်းမှာအလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ Championship ပြိုင်ပွဲမှာ
မှာလက်စွမ်းပြနိုင်ခဲ့တဲ့အပြင်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့တန်ဖိုးကလည်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ United မှာတော့ Lemans ကိုကြော်ပြီးတော့နံပါတ်1ကိုသမားဖြစ်လာဖို့အခွင့်အရေးနေတဲ့အတွက်ကြောင့်လည်းကလပ်ဘက်က Videt ကိုရောင်းချဖို့စဉ်းစားနေလို့သတင်းတွေထွက်ပေါ်နေရဖြစ်ပါတယ်။ဒီနေရာဒီမှာ Onana အနေနဲ့ Trabzon Sporting ကိုအငားနဲ့ထွက်ခွာသွားခဲ့ပြီးတော့နောက်ထပ်ကိုသမားတစ်ယောက်ဖြစ်တဲ့ Adelaide Pindy အနေနဲ့လည်းအသင်းကနေထွက်ခွာဖို့နှီးစက်နေတဲ့အခြေအနေမှာဆိုရင် United ရဲ့ဒုတိယဦးစားပေးကိုသမားလွတ်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Videt အနေနဲ့ကတော့ဒီနေရာကိုရယူဖို့အတွက်စိတ်ဝင်စားခဲ့တဲ့အတွက်ကြောင့်လည်း United အနေနဲ့နောက်ထပ်အတွေ့အကြုံရင်းကိုသမားတစ်ယောက်ဖြစ်တဲ့ကားတာလိုကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူပြီးတော့ဒုတိယကိုသမားနေရာကိုဖြည့်တင်းလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ Videt အနေနဲ့ United မှာပဲလေ့ကျင့်ခန်းတွေဆက်လက်ပြုလုပ်နေပြီးတော့အသက်40ရွယ်ကိုသမား Tom Heaton နဲ့ဂိုနီးပြ Craig Mawson တို့စီကနေပြီးတော့အတွေ့အကြုံတွေကိုဆက်လက်သင်ယူနေရလဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ Red Videt ရဲ့အနာဂတ်ကလက်ရှိဒီနေရာဒီပြောင်းရွှေ့ဈေးကွက်အတွင်းမှာပဲအဆုံးဖြတ်ခံရဖို့ရှိနေပြီးတော့သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေကဘယ်အသင်းကိုရွေးချယ်မလဲဆိုတာကိုလည်းဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ United အနေနဲ့ Sporting ရဲ့အသက်18နှစ်အရွယ်တောင်ပံကစားသမား Tainan Townsend ကိုခေါ်ယူဖို့အတွက်အလေးနဲ့ကြိုးစားနေရဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ United ရဲ့ Scouting အဖွဲ့အနေနဲ့ပြီးခဲ့တဲ့အပတ်အတွင်းမှာဆိုရင် Sporting ရဲ့လူငယ်ကစားသမား Tainan Townsend ကိုခေါ်ယူဖို့အခွင့်အရေးရှိနေတယ်ဆိုတာကိုသိရှိပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒီပြောင်းရွှေ့အတွက်စတိုက်ကြိုးစားလာခဲ့တာဖြစ်ပါတယ်။အသင်းဘက်က Townsend ကိုOld Trafford ကိုပြောင်းရွှေ့လာဖို့အတွက်ဆွဲဆောင်နိုင်မဲ့ငွေကြေးအဆိုပြုချက်တစ်ခုကိုလည်းပြင်ဆင်ထားပြီးလို့သိရတာဖြစ်ပါတယ်။သတင်းတွေအရဆိုရင်တော့ United အနေနဲ့အပြောင်းရွှေ့ကိုပြီးသက်နိုင်ဖို့အတွက်စစ်စစ်မှုနဲ့ကြမ်းခိုင်မှုစစ်ဆေးမှုတွေကိုတော့မှစီစဉ်ထားပြီးတော့စာချုပ်ချုပ်ဆိုရေးလုပ်ငန်းစဉ်တွေကိုလည်းအမြန်ဆုံးပြီးသက်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ United ဘက်ကဒီကစားသမားတွေဒီလောက်ထိအလင်းစလိုလှုပ်ရှားနေရတဲ့အဓိကအကြောင်းရင်းကတော့ပြိုင်ဘက်အသင်းတွေဝင်ရောက်လာနိုင်တဲ့အခြေအနေကြောင့်ပဲဖြစ်ပါတယ်။ German Club အသင်းတစ်သင်းဖြစ်တဲ့ Hamburg အသင်းကလည်းတွန်းဆန်ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့ပထမအသင်းထိတက်လန်းနိုင်မဲ့လမ်းကြောင်းတစ်ခုတော့ကန်လန်းထားရလို့သိရတာဖြစ်ပါတယ်။ဒါကြောင့် United တောင်ရှိသူတွေအနေနဲ့ကတော့ဒီပြောင်းရွှေ့ကိုအမြန်ဆုံးပြီးသက်ချင်နေပြီးတော့တခြားအသင်းတွေစီကိုလက်မလွှဖို့အတွက်လည်းအရေးကြီးဆောင်ရွက်နေရဖြစ်ပါတယ်။ Tainan Townsend အနေနဲ့ဘယ်ချီကိုအဓိကအသုံးပြုတဲ့တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့အရေးသွေးကောင်းတွေပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လည်းအင်္ဂလန်ရဲ့အလားအလာကောင်းဆုံးလူငယ်တောင်ပံကစားသမားတွေရဲ့တစ်ယောက်ဖြစ်သတ်မှတ်ခံထားခဲ့ရတာဖြစ်ပါတယ်။ Townsend အနေနဲ့ Lambeth Tiger အသင်းမှာလူငယ်ကစားသမားဘဝကိုစတင်ခဲ့ပြီးတော့ Sporting ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာဆိုရင်လည်းသူ့ရဲ့တိုးတက်မှုကတော်တော်လေးကိုမြန်ဆန်ခဲ့တာဖြစ်ပါတယ်။2025ခုနှစ်မှာဆိုရင်လည်း Sporting ရဲ့ U17 အသင်းကို Premier League Club ဖလားရရှိအောင်အဓိကကူညီပေးနိုင်ခဲ့ပြီးတော့ပထမအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုလည်းပါဝင်ဖို့အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင် Borussia Dortmund နဲ့ကစားခဲ့တဲ့ Champions League ပွဲစဉ်မှာလည်းအရင်လူစင်းထဲမှာပေါင်ဝင်ရရှိခဲ့တာဖြစ်ပါတယ်။ United ရဲ့ Naismith Director တွေကတော့ Thompson အတွက်ရရှိဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုအသေးစိတ်ရှင်းပြထားခဲ့တဲ့အတွက်ကြောင့်လည်းကစားသမား agent တွေအနေနဲ့အလွန်သဘောကျနေရလို့သိရတာဖြစ်ပါတယ်။ United အနေနဲ့ဒီကစားသမားကိုအနာဂတ်တောင်ပံတိုက်စစ်ရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်သတ်မှတ်ထားရလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီပြောင်းရွှေ့ရလက်ရှိအခြေအနေထိတော့တရားဝင်အပြီးသက်ထားခြင်းမရှိသေးဘဲနဲ့ United နဲ့ Hamburg အသင်းတို့ကဒီကစားသမားကိုအပြိုင်စူးစမ်းနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။လာမယ့်ရက်ပိုင်းတွေမှာဆိုရင်တော့ဒီကစားသမားအနေနဲ့ဘယ်အသင်းကိုရွေးချယ်မလဲဆိုတာလည်းဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့။